လာကြိုက်တာနဲ့ဟိုတက်သွားမယ်ကြိုက်တာနဲ့တူတူနေမယ်ဆိုပြီးတော့ဟိုဒီငါ့ကိုချစ်လို့ရှိရင်ဗီဒီယိုရိုက်ကြမယ်ဆိုအမှတ်တရရိုက်ကြရတယ်လွယ်ကြတာပေါ့နော်မိန်းကလေးကအပေးလွယ်တဲ့အချိန်မှာယောက်ျားလေးကလည်းအယူလွယ်လိုက်တဲ့သဘောပေါ့နော်ကျွန်တော်ကိုရိုင်းကကြတော့အရင်တော့ကြုံခဲ့ပူတယ်ကျွန်တော်လည်းရိုက်ခဲ့ပူတယ်လေဟိုမိန်းကလေးဘက်ကနေပြန်ပြီးတော့ချင်းချောက်တာလည်းရှိတယ်နေငါ့ကိုဖြတ်တာနဲ့ဒီပုံတွေကတက်လာတော့မှဒီဗီဒီယိုတွေတက်လာတော့မှဆိုတော့သူ့ကိုချင်းချောက်တဲ့အချိန်မှာပြေးလို့မရအောင်သူနွန်နေနေတာနေလာလို့ဆွဲထုတ်ပေးလိုက်တာဟာနေအဲ့လိုမျိုး तू ကစက်ရောစိန်ဆိုတဲ့ဟာနဲ့ကာကွယ်ပေးတာလှမ်းကဘေးရလူအနေနဲ့ तू အတုံးချခံနေရပြီဆိုပြီးတော့လှမ်းကနေဆွဲထုတ်ပေးလိုက်တာလာနုကတော့ဒီလူငယ်ဆိုတာလာနုဒီ sex education ရေးလို့ရှိရင်အားလုံးကဝိုင်းဆဲကြရပေါ့နော်ဒီဘယ်လိုခေါ်မလဲဟိုကလေးတွေကိုပေါ့နော်အတွေးမအောင်လုပ်ပေးနေတဲ့အစိတ်ပင်တွေစိုက်နေရဆိုပြီးပြောကြတယ်အမှန်မှန်တော့လာနုအစိတ်ပင်တွေစိုက်နေရမဟုတ်ဘူးကလေးတွေကိုသူတို့မှတဘာဝတွေးသားဆန္ဒဆိုတာရှိတယ်အဲ့တော့လမ်းမရောက်သိအောင်မရောက်အောင်လှမ်းကနေပြီးတော့ပြောပေးနေရပါပြောပြချင်တာကဆိုလို့ရှိရင်ဟိုတယ်မှာပဲတွေ့ရင်ကားထဲမှာပဲတွေ့ရင်အိမ်မှာလိုက်တွေ့ရင်ဘယ်လိုပဲတွေ့အဲ့ဒီအချိန်မှာကိုယ့်ကိုချစ်လို့ရှိရင်ဗီဒီယိုရိုက်တာလေးခွင့်ပြုပါဆိုတော့မိန်းကလေးတွေအနေနဲ့ကသူတို့ခွင့်ပြုပေးခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့ဒီယောက်ျားလေးဒီသူတို့ရဲ့ဖုန်းကိုတခြားလူကိုပေးသုံးနေဖြစ်ဖြစ် hack လုပ်ခံရတာပဲဖြစ်ဖြစ်သူကစိတ်ဆိုးလို့အရန်နှိမ့်ကြလို့ပဲဖြစ်ဖြစ်တင်လိုက်တဲ့အချိန်မှာအားလုံးခံရတယ်လူတွေကတင်ကြတာမိန်းကလေးပဲခံရတဲ့အချိန်နဲ့ဆိုမဟုတ်ဘူးဒီကောင်လေးကိုမွေးထားတယ်ဒီလိုစိတ်ဓာတ်နဲ့ရှိတဲ့ယောက်ျားကိုမွေးထားတယ်မိဘကအဆက်ကွဲတာမိန်းကလေးကအဆက်မကွဲသူချစ်တဲ့ယောက်ျားလေးကိုသူပြုစုပေးနေတာဘာမှမဖြစ်ဘူးဒီမိန်းကလေးအဆက်ကွဲတာမဟုတ်ဘူးဒီလိုမျိုးစိတ်ဓာတ်အောက်တန်းကြပြီးတော့အရသာခံပြီးတော့ဖုန်းနဲ့ဗီဒီယိုရိုက်ထားတဲ့ကာယကံရှင်ယောက်ျားလေးရဲ့အမေအဖေအစားလှမ်းလို့အရန်ရှက်တယ်သူတို့ရဲ့သားကိုသူတို့မွေးထားလို့ရှိရင်သူတို့ဘာဖြစ်တယ်သားလေးရေလူပြိုရွယ်ရောက်ပြီးမင်းကြီးစားထားလို့ရှိရင်တော့ကောင်မလေးကိုဘယ်လိုလေးတက်မှုထားပြီးဆက်ဆံပါဘယ်လိုမျိုးဗီဒီယိုတွေမရိုက်ပါနဲ့ဘယ်လိုမျိုးလေးချစ်မြတ်လို့ပေးပါဆိုမိဘကမတင်ပေးထားလို့ဒီကောင်လေးကအရသာခံပြီးဖုန်းနဲ့ရိုက်တာ